အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က NATO အဖွဲ့ဝင်မဟာမိတ်နိုင်ငံဖြစ်တဲ့စပိန်နဲ့ကုန်သွယ်မှုအားလုံးအပြင်အပြန်အလှန်လည်ပတ်မှုတွေကိုပါချက်ချင်းရပ်ဆိုင်းမယ်လို့ဒီကနေ့ဇူလိုင်လ10ရက်ဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ် We don't want to do any trade business with Spain anymore, by the way. I'd like you to cut it off. Spain is a terrible partner in NATO. တစ်ဆက်တည်းမှာပဲဘန်နာရေးဝန်ကြီး Scott Bessent အနေနဲ့အဲ့ဒါကိုအကောင့်ထဲပေါ်ဖို့သမ္မတထရမ့်ကညွှန်ကြားလိုက်ပါတယ်တူရကီနိုင်ငံအန်ကာရာမြို့မှာကျင်းပနေတဲ့ NATO ထိပ်သီးအစည်းအဝေးအတွင်းသမ္မတထရမ့်ကစပိန်နိုင်ငံဟာအလွန်ဆိုးဝါးတဲ့မဟာမိတ်ဖြစ်ပြီးစပိန်နဲ့ကုန်သွယ်နေခြင်းဟာအချိန်ဖြုံးတာတက်တာဖြစ်တယ်လို့သတင်းတော်တွေကိုပြောကြားခဲ့တာပါအခုလိုလှုပ်ဆောင်ရခြင်းဟာစပိန်နိုင်ငံက NATO အဖွဲ့ရဲ့ကာကွယ်ရေးအသုံးစရိတ် GDP 9%သတ်မှတ်ချက်ကိုပြည့်မီအောင်သုံးစွဲဖို့ညှင်းဆန်တာအီရန်စစ်ပွဲအတွက်အမေရိကန်စစ်တပ်ကိုသူတို့ရဲ့ဝေဟင်ပိုင်နက်နဲ့စစ်မြေပြင်အခြေစိုက်စခန်းတွေအသုံးပြုခွင့်ပိတ်ပင်တာတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ NATO ဖွဲ့အတွင်းရေးမှူး Mark Rutte ကတော့စပိန်ဟာ NATO ကာကွယ်ရေးအသုံးစရိတ်အတွက်သတ်မှတ်ထားတဲ့ GDP 9%ကိုထည့်ဝင်နေကြောင်းပြောပါတယ်။အဲ့လိုစပိန်နဲ့ကုန်သွယ်မှုရပ်ဆိုင်းမယ်ဆိုတဲ့ချိန်ချောက်မှုကိုသမ္မတထရမ့်ကပြီးခဲ့တဲ့မတ်လကလည်းတစ်ကြိမ်ပြုလုပ်ခဲ့ပူပါတယ်။ဒါပေမဲ့ဥပဒေနဲ့စီးပွားရေးကျွမ်းကျင်သူတွေကတော့စပိန်နိုင်ငံဟာဥရောပသမဂ္ဂ EU အဖွဲ့ဝင်ဖြစ်ပြီး EU ဟာတခုတည်းသောအကောက်ခွန်သမဂ္ဂအဖြစ်လည်ပတ်နေတာကြောင့်အမေရိကန်အနေနဲ့စပိန်တနိုင်ငံတည်းကိုတီးတန့်ခွဲထုတ်ပြီးစီးပွားရေးပိတ်ဆို့တာမျိုးမဖြစ်နိုင်ကြောင်းထောက်ပြကြပါတယ်။တကယ်လို့ပိတ်ဆို့မှုလုပ်ခဲ့ရင် EU 28နိုင်ငံစလုံးရဲ့တံပြန်ကုန်သွယ်ရေးပိတ်ဆို့မှုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။စပိန်ဝန်ကြီးချုပ် Pedro Sanchez ရဲ့ရုံးအဖွဲ့ကတော့အခုချင်းချောက်မှုကိုပုံမှန်ကိစ္စတစ်ခုလိုသာသဘောထားပြီးပုံမှန်အတိုင်းပဲလုပ်ငန်းတွေကိုဆက်လုပ်သွားမယ်လို့တုံ့ပြန်ထားပါတယ်။ဒါပေမဲ့သမ္မတထရမ့်ရဲ့အဲ့ဒီလိုချင်းချောက်ပြောဆိုမှုကြောင့်ကမ္ဘာ stock share ဈေးတွေကျဆင်းသွားပြီးစပိန်ရဲ့ငွေတိုက်စာချုပ်အကျိုးအမြတ်နှုန်းထားတွေရုတ်တရက်မြင့်တက်သွားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ